ကတော့ကမိဖို့ဖြစ်ပါတယ်ဒီ reading လေးမှာကတော့ဒီ video လေးကတော့ Bachelor First Week အတွက်ကို Bachelor First Week အတွက် weekly reading message လေးကိုမိဖို့ကပြောပြတော့မှာဖြစ်ပါတယ်အဲ့တော့အခုလာမယ့် Bachelor First Week အတွက်ကိုအတွက်message လေးကဘာဖြစ်မလဲဆိုတာကိုမိဖို့နဲ့အတူတူကြည့်လိုက်ကြပါမယ်နော်ဒီနေ့ဒီနေ့တော့ Bachelor First Week ထဲမှာ Bachelor First Week အတွက်ဒီကနေ့ message လေးပြောပြပေးပါ Okay အဲ့တော့ Okay Bachelor First Week ထဲမှာကတော့ပထမအဆုံးထွက်လာတဲ့ cat အရာတော့ the levels ပေါ့နော်အဲ့တော့ the levels အနေနဲ့ထွက်တဲ့အခါမှာတဲ့ဒီ cat အရာကတော့ပြောမယ်ဆိုလို့ရှိရင် Bachelor First Week ထဲမှာအချစ်ရေးကံကောင်းနေတယ်ချစ်သူလိုချင်တဲ့သူတွေဒီချစ်သူရမယ်ချစ်သူနဲ့ပြန်အဆင်ပြေချင်တဲ့သူတွေဝေးကွာနေတဲ့သူတွေပြန်လဲစုံစည်းတာမျိုးရှိမယ်နောက်တစ်ခုကကြတော့အလုပ်အကိုင်တို့ဒီစီးပွားရေးတို့ ਨੇ ပတ်သက်လို့ရှိရင်တခြားဒီ partnership collaboration နဲ့တခြားတယောက်နဲ့ပေါ့နော်ကိုနဲ့ဆက်တူပေါ့ဆက်တူကိုနဲ့စိတ်တူကိုတူနဲ့ဒါအလုပ်တွဲလုပ်လို့ရမယ့်သူတွေပေါ်လာတတ်တယ်နောက်တစ်ခုကကြတော့ပြောမယ်ဆိုလို့ရှိရင်ကိုလုံနေတဲ့ဒီအလုပ်တွေမှာပေါ့နော်ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ်ကိုတခုခုဒီကိုရကျင်တဲ့အရာကိုလုပ်ချင်တဲ့အရာတခုခုအတွက်ကိုလမ်းကြောင်းပြပေးမဲ့သူ guide လုပ်ပေးမဲ့သူ support လုပ်ပေးမဲ့support ဆိုတာဘယ်လို support မျိုးပဲဖြစ်ဖြစ်ပေါ့နော်ကိုလိုချင်တဲ့ဘေးကနေပြီးတော့ကိုကူညီပေးမဲ့သူတွေကူညီပေးမဲ့သူပေါ်လာလိမ့်မယ်ဆိုတာမျိုးကိုဒါတွေ့ရတယ်ပေါ့နော်အထူးသဖြင့်ကတော့အချစ်ရေးနဲ့ပတ်သက်ပြီးတော့ဒီ Bachelor First Week ထဲမှာထူးခြားကောင်းမွန်တဲ့အပြောင်းလဲလေးတွေဖြစ်လာလိမ့်မယ်ဆိုတာမျိုးကိုဒါတွေ့ရပါတယ်အဲ့တော့ Bachelor First Week အတွက်နောက်ထပ် message လေးကိုထပ်ပြောပေးပါနောက်ထပ် message Bachelor First Week အတွက်အဲ့တော့နောက်တစ်ခုကတော့ဘာတွေ့လဲဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာတဲ့ဒီ Bachelor First Week ထဲမှာကဘာမှမသိတဲ့စိတ်ရှုပ်ထွေးမှုတွေတော့ဖြစ်နေတတ်တယ်ဘာမှမသိရဲဆိုတာဘာမှမသိဘူးဆိုတာဘယ်လိုပြောရမလဲဆိုတော့ကိုယ်စိတ်ထဲမှာမွန်းကျက်နေရဲ့ကိုယ်တခုခုကချုံနှောင်ထားသလိုဖြစ်နေတယ်ကိုယ့်ရဲ့ life မှာဘယ်ဟာကကိုအစင်မပြေဖြစ်စေနေလဲဘယ်ဟာကကိုချုံနှောင်ထားလဲဆိုတာကိုယ်တိုင်အဖြေရှာမတွေ့ဘူးဒါပေမဲ့အဲ့ဒီတခုခုကမွန်းကျက်တယ်စိတ်ထဲမှာချုံနှောင်မှုတခုခုခံစားရတယ်စိတ်ထဲမှာမွန်းကျက်တယ်ကိုယ့်ရဲ့စိတ်ကိုတခုခုအကျဉ်းချနေတယ်လို့ခံစားရတယ်ဆိုရဲခံစားချက်မျိုးကိုရနေတယ်ဒါပေမဲ့ကိုယ်တိုင်ဒီအဲ့ဒီဟာကိုအဖြေရှာမတွေ့ဘူးထွက်ပေါက်မတွေ့ဘူးဘယ်ဟာကကိုမွန်းကျက်စေလဲဆိုတာကိုရှာမတွေ့ဘူးဆိုရဲစိတ်ခံစားချက်လေးကိုတော့ဒီ Bachelor First Week ထဲမှာအနေနဲ့ဒါမျိုး message အနေနဲ့တွေ့ရတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတက်လေးကိုပြောပြပါ Bachelor First Week အတွက် message လေးပါတည်တယ်လေokay Bachelor First Week ထဲမှာတဲ့ကိုကအပြောင်းလဲတစ်ခုခုဖြစ်တတ်တယ်အပြောင်းလဲဆိုတာဘာလဲဆိုတော့လှည့်ထွက်တာဒီလက်ရှိနေရာတစ်ခုကနေကိုလှည့်ထွက်တာအဲ့တော့လက်ရှိနေရာဆိုတာကပြောမယ်ဆိုရင်အလုပ်တော့မဟုတ်ကျောင်းတော့မဟုတ်ကိုလက်ရှိရနေပြီးသားနေရာကနေပြီးတော့ကိုဒီအရွှေ့အပြောင်းလို့ရတာလှည့်ထွက်တာမျိုးတွေ့ရတချို့ကတော့ဘယ်လိုဖြစ်တတ်လဲဆိုတော့နိုင်ငံအပြောင်းရွှေ့ဖြစ်တတ်တယ်မြို့အပြောင်းရွှေ့ဖြစ်တတ်တယ်အိမ်နေရာအပြောင်းရွှေ့ပေါ့နော်အိမ်ပြောင်းရတာတို့ဘာလို့ဖြစ်တတ်တယ်တချို့ကကြတော့ဒီအလုပ်မှာလုပ်နေနေဒီနေရာကနေပြီးတော့ဒီအလုပ်တစ်ခုကနေတခြားအလုပ်တစ်ခုကိုကူးရတာဒီအလုပ်နေရာကနေပြီးတော့နောက်ထပ်တစ်နေရာကိုကူးရတာတချို့ကကြတော့ခရီးသွားရမျိုးတခြားနေရာကိုဒီသွားရတာမျိုးဒါပေမဲ့အဲ့တခြားနေရာသွားရဲဆိုတာမှာခဏခဏသွားရဒီ trip လိုမျိုးသွားတာထက်စားလို့ရှိရင်လက်ရှိနေရာကနေစွန့်ခွာပြီးတော့မှတခြားတစ်နေရာကိုကူးပြောင်းခြင်းဆိုတာမျိုးအဓိကပို့တွေ့တယ်တချို့ကကြတော့ဘယ်လိုပြောလို့ရလဲဆိုတော့ဒီအချစ်ရေးမှာဆိုလို့ရှိရင်အဟောင်းပေါ့နော်ဒီဖြစ်ခဲ့ပြီးသားအရာတွေကနေလက်ထွက်ပြီးတော့ကိုဒီစွန့်ခွာလိုက်တာဒီလူကိုစွန့်ခွာလိုက်တာကိုဒီနောက်ထပ်တစ်နေရာအသစ်တစ်ခုကိုလှမ်းလိုက်တာပေါ့နော်ဒီလူကိုစွန့်ခွာပြီးတော့တခြားကိုအတွက်အချစ်တစ်ခုကိုရှာလိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးကိုဒီမှာမိဖို့ဒီ Bachelor First Week ထဲမှာကိုတွေ့ရပါတယ်အဲ့တော့ဘယ်လိုပြောမလဲဒီကတ်ကတခါလေးတချို့ကကြတော့ဒီဟာကကိုလက်ရှိနေပြီးသားအရာကနေလှည့်ထွက်ချင်တာစွန့်ခွာတာဆိုတော့ဒါပြောရင်တော့မကောင်းဘူးလို့တော့တချို့ကထင်ကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့မေဖိုးစိတ်ထဲမှာကလောလောဆယ်မေဖိုးစိတ်ထဲမှာရနေတဲ့ vibe ကကြတော့မကောင်းတဲ့ vibe ထက်စားလို့ရှိရင်
ကိုရိုင်းကိုကဒီနေရာကိုမလိုချင်တော့လို့ကိုယ့်ရဲ့ရွေးချယ်မှုအရာပိုကောင်းတဲ့နေရာကိုစွန့်ခွာခြင်းဆိုတာမျိုးမေဘူးပိုခံစားရပို့ပြီးတော့မေဘူးရဲ့ vibe ကအဲ့လိုမျိုးပိုရတယ်ပေါ့နော်အဲ့တော့အလုပ်ဆိုရင်လည်းကိုကဒီလုပ်ကိုမလိုချင်တော့ဘူးကိုဘလောက်ပဲပေးကွာလာကြတွေပဲဘလောက်ပဲပေး position ကိုဘလောက်ပဲကောင်းနေကိုရိုင်းကိုကတခုချောင်းမလို့မလိုချင်တော့လို့ပိုကောင်းတဲ့အရာတခုရွှေ့လိုက်တာကိုရဲ့ဆုံးဖြတ်ချက်အရာရွှေ့လိုက်တာမျိုးအဲ့ဆိုရင်လည်းအဲ့လိုမျိုးပဲဒီနေရာအဆင်ပြေတာမမဲ့လို့ကိုအတွက်နောက်တနေရာတစ်ခုမှာကိုအတွက်တစ်ခုရှိနေလို့ကိုလှည့်ထွက်လိုက်တာရွှေ့လိုက်တယ်ဆိုတာမျိုးเนาะအဲ့လိုပုံစံမျိုးပြထားတယ်အဲ့တော့အခြေရေးမှာလည်းထုံနေလက်ကောင်းမယ်ចောင်းကိစ္စတွေပါတယ်မှာလည်းထုံနေလက်ကောင်းမယ်အစင်မပြေဘူးဒီចောင်းဒီကိုနဲ့အစင်မပြေတော့ဘူးဆိုတာကိုတိလို့ကိုတီးလှည့်ထွက်လိုက်တာစွန့်ခွာလိုက်တာကိုဘလောက်ကြီးပဲဘာတွေပဲ offer ပေးနေဒီနောက်မှာဒီရှိသမျှအရာအားလုံးသူဒီလက်စွန့်လို့ပြီးတော့ကိုပြောရင်လက်ထွက်ပလိုက်တာအဲ့လိုမျိုးပြထားတယ်အဲ့တော့ဆိုတဲ့ခါကျတော့မေဖူးရဲ့လောလောဆယ်ခံစားရတဲ့ vibe မှာကကြတော့မကောင်းဘူးဆိုတဲ့ဟာတက်ကိုရဲ့ဒီရှိခဲ့တဲ့အစင်မပြေခဲ့တဲ့နာကျင်မှုတွေအစင်မပြေခဲ့တော့ဒီနေရာဒီလက်ရှိနေရာမှာအစင်မပြေတော့ကွာအစင်မပြေတော့တဲ့vibe ကြီးကိုမလိုချင်တော့လို့ကိုဆုံးဖြတ်ချက်အရာနဲ့ကိုလက်ထွက်ပလိုက်တာဆိုတော့ vibe မျိုးပိုခံစားရတယ်ဒါကြောင့်မို့လို့ပိုကောင်းတဲ့ပေါ့နော်ဒီ better option အတွက်ကိုဒီခြေလန်းတစ်လန်းနေဆိုတော့ vibe မျိုးမျိုးပိုခံစားရပါတယ်ဒါကတော့ Master Fresh Week အတွက်ရတဲ့ message လေးဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်